ပူပိုပါဒီနေ့ကျမတို့ basic ရဲ့နောက်ဆုံးသင်ခန်းစာဖြစ်တဲ့နှလုံးသက်စီရောက်လာပါပြီ congratulation မှာကျမတို့နှလုံးသက်ကတစ်လုံးသက်ကိုအတန်ထွက်တတ်တယ်ဆိုရင်အတန်ထွက်အတူတူပါပဲเนาะအဲ့တော့နှလုံးသက်ဆိုတာဘာကိုပြောရလဲဆိုတော့ကျမတို့ဒီလိုမျိုးလေးပေါ့เนาะမြင်တာထားသလိုမျိုးပဲအောက်မှာအသက်ကတစ်လုံးနဲ့မဟုတ်ဘဲနဲ့နှလုံးဝင်သွားပြီဆိုရင်သူ့ကိုနှလုံးသက်လို့ခေါ်ရဲဒါကြောင့်မလို့နှလုံးသက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်အလုံးကိုအတန်ထွက်ရမလဲဆိုတာကိုသိရင်အတန်ထွက်တတ်ပါတယ်เนาะအဲ့တော့ကြည့်အောင်ကျမတို့ဒီမှာစာလေးထားရဲနှလုံးသက်တွေကိုအတန်ထွက်တဲ့အခါမှာပုံမှန်အဖြစ်အခရာစင်မှာအရင်လာတဲ့အသက်ရဲ့အတန်ကိုထွက်ရတယ်လို့ရေးထားပါတယ်အဲ့တော့အခရာစင်ဆိုတာဘာလဲအခရာစင်ဆိုတော့ကျမတို့ပြီးအစင်လိုက်ကိုပြောတာပါအဲ့တော့ခါနာတာတာမဘာစာအားစာခါတာဘာဟာဆိုရဲဒီအခရာစင်ကိုအလွတ်ရထားဖို့လိုပါတယ်เนาะဒါကျမပြီးတင်တော့ကပြောခဲ့ပါတယ်အခရာစင်လေးကိုအလွတ်ရအောင်လုပ်ထားလို့เนาะအဲ့တော့ဒီအခရာစင်ကအခုဒီနေရာမှာပြန်ပြီးတော့သုံးရမှာပါเนาะကဲဒါဆိုရင်ကျမတို့ကြည့်အောင်အခရာစင်မှာအရင်လာတဲ့အသက်ရဲ့အတန်ကိုထွက်မယ်ဆိုတာဘာကိုပြောတာတော့ကျမတို့ဒီခါစနှလုံးသက်ကခါစအသက်လေးကိုကြည့်အောင်ကျမတို့နှလုံးသက်ထဲမှာဘာအသက်တွေပါတယ်ဆိုတော့ကြက်စရာမလိုဘူးเนาะကျမတို့ခါစအသက်မှာဆိုရင်ကဲအခရာစင်ကိုကြည့်အောင်အခရာစင်မှာဘယ်ကအရင်လာလဲကဲခါနာထရမဘာစဆိုတော့ဘယ်ကအရင်လာတော့ကျမတို့ခါနဲ့စမှာခါကအရင်လာတာဒါကြောင့်မို့ကျမတို့ဘာအတန်ကိုထွက်ရမလဲခအတန်ကိုထွက်ရမယ်ဒါဆိုရင်ကျမတို့ရေးတာကတော့ဒီလိုမျိုးမိုခါစအတန်နဲ့ရေးပေမဲ့ခွင်းစခွင်းပိတ်ထဲမှာအတန်ထွက်လေးပြန်ရေးပေးထားတယ်အတန်ထွက်တဲ့အခါမှာအခရာစင်မှာအရင်လာတဲ့အသက်ဖြစ်တဲ့ခသက်အတန်ကိုပဲထွက်ရမယ်မုနော်မုလို့ပဲအတန်ထွက်ရပါမယ်ရေးရင်တော့ဒီဘက်ကအမှန်ဒါပေမဲ့အတန်ထွက်ရင်တော့ဘယ်လိုပဲထွက်ရမလဲအခရာစင်မှာအရင်လာတဲ့အသက်ရဲ့အတန်ဖြစ်တဲ့ခသက်အတန်နဲ့မုလို့ပဲထွက်ရပါမယ်နော်သဘောပေါက်မယ်လို့ထင်ပါတယ်နောက်တစ်ခုနချကဲနနဲ့ချနဲ့ကဲအခရာစင်ကိုပြန်ကြည့်မယ်ကျမတို့နနဲ့ကျမတို့ဘာနဲ့လဲချနဲ့ကဲခနအရင်လာတာချကဟိုးနောက်မှာနော်ဒါဆိုရင်ကျမတို့ဘယ်ရဲ့အတန်ကိုထွက်ရမလဲနရဲ့အတန်ကိုထွက်ရမယ်နော်နချအသက်လို့ရေးထားပြီးမှကျမတို့အတန်ထွက်ရင်ဘယ်လိုထွက်မလဲနာတက်နဲ့ပဲထွက်ပြီးတော့ n လို့အတန်ထွက်ပါမယ်နော် n နော်ကဲဒါဆိုရင်နောက်တစ်ခုနဟကဲဒါဆိုရင်ခနအရင်လာရယ်နော်ဟကဟိုးနောက်ဆုံးပါဒါဆိုရင်ဘယ်ရဲ့အသက်ရဲ့အတန်ကိုပဲထွက်မလဲနရဲ့အတန်ကိုပဲထွက်မယ်ဒါဆိုရင်နဟအသက်ဆိုလဲကျမတို့ဘယ်လိုပဲအတန်ထွက်မလဲနသက်အတန်ပဲထွက်ပြီးတော့ n နော် n နော်ကဲနောက်တစ်ခုကကျမတို့ကဲရခကဲအခရာစင်ကြည့်အောင်ခါနထာရနော်ခါအရင်လာတာခါထိတ်ဆုံးမှာဒါဆိုရင်အရင်လာတဲ့ခါရဲ့အတန်ကိုထွက်မယ်ဤရခအတက်လို့ရေးထားမယ်ဘာရဲ့အတန်ကိုထွက်မလဲကျမတို့ခါတက်အတန်ကိုထွက်မယ်ဤနော်ဤနော်ဒီစလုံးလေးမြင်ကျမတို့ဘယ်လိုတန်ထွက်မလဲဤလို့တန်ထွက်ပါမယ်နော်နောက်တစ်ခုကျမတို့ရနဲ့စနဲ့ကဲခါနာထာရနော်ရလာပြီပြီးတော့မှမဘာစနော်အဲ့တော့အရင်လာတဲ့ right ရဲ့အတန်ကိုထွက်ရမယ်ဒီမှာဝဲခိုရစအတန်မှာဆိုရင်ကျမတို့အရင်လာတဲ့ right အတန်ကိုထွက်ပြီးတော့ဝဲခိုလို့အတန်ထွက်ရပါမယ်ဝဲခိုနော်နောက်တစ်ခုရထဆိုလဲခါနာထာရအရင်လာပြီထဟိုးနောက်မှာခရစင်ပါနော်အဲ့ဆိုရင် right ရဲ့အတန်ကိုထွက်ပါမယ်ကျမတို့ရထအတန်ထွက်ရင် ရအတန်ထွက်ပြီးတော့ high နော်ကဲဒါဆိုရင်နောက်တစ်ခုရဟအတူတူပဲခါနာထာရအရင်လာတာဟာကဟိုးနောက်ဆုံးမှာဒါဆိုရင် right ရဲ့အတန်ပဲထွက်မယ်ကျမတို့ဤရဟဆိုလဲကဲ right ရဲ့အတန်ပဲထွက်ပြီးတော့ il နော် il နော်မမှားပါနဲ့နော်ရေးတာတော့ဒီလိုရေးတာဒါပေမဲ့သူ့ကိုမြင်ရင်အတန်ဘာထွက်ရမလဲဒီလိုအတန်ထွက်ဒါကိုပြောချင်တာနော်ဒီကွင်းစကွင်းပိတ်ထဲကအတန်ထွက်အတိုင်းရေးထားတာပါနောက်တစ်ခုကဘာသာတက်ကဲခါနာထာရမဟာစဖာပြီးမှစလာတာအခရာစင်မှာဖာကအရင်လာတာဒါကြောင့်မလို့ဖာတက်အတန်ထွက်မယ်။အောဘာသာအတန်မှာဆိုရင်ကျမတို့ဖာတက်အတန်ထွက်ပြီးတော့ op လို့အတန်ထွက်ရမယ်နော်။ကဲဆိုရင်ကျမတို့11ခုရှိရယ်နော်နှလုံးသက်က11ခုရှိရတဲ့မှာပုံမှန်အဖြစ်ကတော့များသောအားဖြင့်6လုံးကsorry ကောလုံးမဟုတ်ဘူးเนาะ8လုံးကခုနကအခရာစင်မှာအရင်လာတဲ့အသက်အတန်ကိုထွက်တယ်ဒါပေမဲ့ထူးခြားချက်လေးရှိရယ်ထူးခြားချက်3လုံးကဘာတွေလဲဆိုတော့ကျမတို့ဒီရမရဖ3လုံးကထူးခြားချက်ရှိပါတယ်เนาะကျမတို့ကြည့်အောင်ရမနဲ့ရဖတတွေ့เนาะကဲရမနဲ့ရဖမှာကျမတို့ကဲရမဆိုလဲကြည့်အောင်ခါနာထာရပြီးတော့မှမရကအရင်လာတယ်ရဖဆိုလဲခါနာထာရပြီးတော့မှမဘဆိုတော့
ကျမတို့ ra ကအရင်လာတယ်ဒီနှလုံးလုံးမှာ rama ရော rapha ရောမှာကျမတို့ဘာကအရင်လာလဲ ra ကအရင်လာတယ်ဒါပေမဲ့ဒီနှလုံးလုံးကအရင်လာတဲ့ ra ရဲ့အတန်ကိုမထွက်ဘဲနဲ့နောက်မှလာတဲ့ ma နဲ့ pha ရဲ့အတန်ကိုထွက်ပါတယ်နော်ကဲဒါဆိုရင်ကျမတို့ကဲ rama မှာဆိုရင်နောက်မှလာတဲ့ ma ရဲ့အတန်ကိုထွက်ပြီးတော့ cho rama အတန်ကိုကျမတို့အတန်ထွက်ရင် chom နော် chom လို့အတန်ထွက်တယ် rapha ဆိုလဲကျမတို့နောက်မှလာတဲ့ pha ရဲ့အတန်ကိုထွက်ပြီးတော့ကျမတို့ u rapha တက်မှာ up ဆိုပြီးတော့အတန်ထွက်ပါတယ်နော်ကျမဒီမှာဘာလို့ရေးပေးထားတာကဖတ်သက်ဆိုတာဘာတောက်ဆိုရမှာပါရဒါကြောင့်မလို့သူ့ကိုအတန်ထွက်တိုင်းပြန်ရေးရင်သူ့အုပ်စုရဲ့ကိုစားပြုအလုံးဖြစ်တဲ့ဘာသက်နဲ့ရေးပေးရပါတယ်နော်ကဲဒါဆို up နော်ဒါဆို rama နဲ့ rapha ကကျမတို့ ra ကအရင်လာပြီမဲ့ဘာအတန်ထွက်တဲ့ခါမှာအခရာစင်မှာနောက်မှလာရဲ့မနဲ့ဖရဲ့အတန်ကိုထွက်ပေးရမယ်နော်ဒါဆိုရင်နောက်ဆုံးတစ်လုံးကကျမတို့ raba ကကျတော့ကျမတို့သူကနည်းနည်းလေးပိုထူးခြားရဲ့ ra နဲ့ထွက်တဲ့စလုံးရှိတစ်လုံးမျိုးဘာနဲ့ထွက်တဲ့စလုံးရှိတယ်ကဲဥပမာအနေနဲ့ပြောရမယ်ဆိုရင်အောက်မှာပေးထားရဲ့ယောထောရာဘအတန်မှာဆိုရင်ကျမတို့နံပါတ်8ဆိုရဲယောထောရာဘအတန်မှာကျမတို့ ra လေးနဲ့အတန်ထွက်တယ်နော်ယောထောရီဆိုပြီးတော့နော်ယောထောရီကဲချောင်းနဲ့နင်းနေဆိုရဲဘာရဘထာဆိုရဲစလုံးမှာကျတော့ဖတ်တဲ့နဲ့အတန်ထွက်ပြီးတော့ဖတ်တာလို့အတန်ထွက်ပေးရတယ်နော်အဲဆိုရင်ကျမတို့နှလုံးသက်တွေကနော်နှလုံးသက်တွေကဘာလဲကျမတို့ပုံမှန်အဖြစ်တော့အခရာစင်မှာအရင်လာတဲ့အတိတ်အတန်ကိုထွက်တယ်ဒါပေမဲ့ကျမတို့ထူးခြားချက်က3ခုရှိရယ် rama ရယ် rapha ရယ်ဆိုရင်ကျမတို့rama နဲ့ rapha ကအခရာစင်မှာနောက်မှလာတဲ့ ma နဲ့ pha ရဲ့အတန်ကိုထွက်ပြီးတော့ rapha ကကျတော့ ra နဲ့ထွက်တဲ့အတန်လည်းရှိသလိုဘာနဲ့ထွက်တဲ့အတန်လည်းရှိတယ်နော်ဒီအဓိပ္ပာယ်ပါကဲဒါဆိုရင်ကျမတို့အောက်မှာနှုတ်စီမှာမှတ်မိလွယ်အောင်ရေးပေးထားရဲ့နှလုံးသက်တစ်လုံးကိုမြည်ကျမတို့နှလုံးသက်တစ်လုံးကိုမြည်ထူးခြားချက်ဖြစ်တဲ့ rama rapha raba ထဲမှာပါလားကြည့်မယ်နော်တကယ်လို့ဒီသုံးလုံးထဲမှာမပါဘူးဆိုလို့ရှိရင်ကျမတို့အခရာစီမှာအရင်လာတဲ့အတက်ရဲ့အတန်ကိုထွက်မယ်တကယ်လို့ဒီသုံးလုံးထဲမှာပါရင် rama နဲ့ rapha ဖြစ်ခဲ့ရင်အခရာစီမှာနောက်မှလာတဲ့အတက်အတန်ကိုထွက်ပြီးတော့ raba ဆိုရင်တော့ ra နဲ့ထွက်တဲ့စကားလုံးရှိသလိုဘာနဲ့ထွက်တဲ့စကားလုံးရှိရဲဆိုတာသိထားပါမယ်เนาะဒါလေးသိရင်ဒီနှလုံးသက်ကိုထွက်တတ်ပါတယ်เนาะကဲဒါဆိုရင်နှလုံးသက်ကအရင်လွယ်ပါတယ်ကျမတို့ congratulation ပါ visit ပြီးသွားပါပြီထီကြိုးကြိုးစားစားနဲ့เนาะနေ့စဉ်မပြတ်လေးလာခဲ့တဲ့အတွက်တကယ်ကိုဂုဏ်ယူပါတယ်เนาะကိုလည်းချီးကျူးလိုက်ပါเนาะဒါဆိုရင်ဒါ visit ကပြီးသွားပြီဒါပေမဲ့ဘာတစ်ခုရှိသေးလဲဆိုတော့စာရီဖတ်တတ်ဖို့ဆိုရင်အသက်အတန်ကူးတာလေးသိဖို့လိုသေးတယ်ဒီဗီဒီယိုရဲ့မှာအပေါ်မှာပေါ်လာတဲ့ဗီဒီယိုလေးကိုသွားကြည့်ပါเนาะကျမတို့အသက်အတန်ကူးတဲ့ဟာလေးကိုသွားကြည့်ပါဒါဆိုရင်တော့လုံးဝပြီးသွားပါပြီเนาะကဲ congratulation ပါကျမတို့ level 1ဗီဒီယိုတွေလည်းတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ level 1မှာပြန်ပြီးတော့တွေ့ကြပါမယ် visit မှာမရက်လိုက်ပါနဲ့ကာကြီးခါခွေးနဲ့မပြီးတော့ပါနဲ့ကျမတို့ level 1မှာပြန်ပြီးတွေ့ကြပါမယ်အားလုံးပဲ수고하셨습니다